2400ကိုလက်ဆောင်ပေးထားတဲ့ post လေးကိုမင်းနိုင်ပေးပါမယ်ရှင်မှတ်ထားတဲ့မမကဒီနေ့ထိပေါ့နော်9ယောက်ရှိတယ်အဲ့တော့ကိုရှိမှလည်းအကုန်လုံးမှားဘူးတာဖြစ်တဲ့အတွက်ကမှတ်ထားတာလေးကိုလည်းအကုန်လုံးသဘောကျတယ်ဒါပေမဲ့လက်ဆောင်က2400ကိုတစ်စုံပဲပေးမှာဆိုတော့မင်းနိုင်ပေးလိုက်တယ်အဲ့တော့ပောက်သွားတဲ့မမတော့မဆုမွန်ကျော်ဆိုတဲ့မမပေါ့နော်အဲ့တော့ဒီပစ္စည်းရဲ့ပို့ခါလေးကတော့ဒီမမဘက်ကနေကြခံပေးရမှာဖြစ်တယ်เนาะအဲ့တော့မမရေ TikTok စီပြီးတာမဟုတ် Viber မှာလာဟိုင်းပေးပါအောင်เนาะဒီမှာအကုန်လုံးကိုမှထည့်ထားတယ်เนาะဒီမှာဆိုလို့ရှိရင်လည်း Monster ပြီးရင်နောက်တစ်ယောက်မှပြမယ်เนาะအဲ့တော့9ယောက်လုံးမနဲ့တစ်ယောက်နဲ့မှလည်းမတည်ဘူးပေါ့เนาะအကုန်လုံးညီသူမျှသူဖြစ်အောင်လိုလေးလုပ်ပြလိုက်တာပါအဲ့တော့ဒါလေးဆိုရင်ပြုံးပြီး7ပေါ့เนาะပြီးနောက်တစ်ယောက်ကကြတော့မမိုးစင်တဲ့အဲ့ဒီမမဆိုလဲမှာဘူးတဲ့ဟွာကိုကအကုန်လုံးကိုပေးချင်တာဖြစ်တဲ့အတွက်လူမျိုးလေးပဲနှိုက်ပြီးလိုက်တယ်အဲ့တော့နောက်ထပ်လဲမဲဖောက်ပေးဖို့ရှိတဲ့အတွက်ပေါ့နော်မတို့လဲဝင်ရောက်ကန်ဆန်းနိုင်ပါတယ်ရှင်ဟယ်လိုကျေးဇူးတင်ပါတယ်